မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ Alpha 32လက်မှ Android TV အသုံးပြုနေတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ smartphone မျက်နှာပြင်ကို TV ပေါ်မှာအလွယ်တကူ screen cap ဘယ်လိုလုပ်ရမလဲဆိုတာအဆင့်ဆင့်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဖုန်းလေးကဓာတ်ပုံတွေဗီဒီယိုတွေဒါမှမဟုတ် YouTube နဲ့ game တွေကို TV screen ပေါ်မှာကြီးကြီးမားမားကြည့်ချင်သူတွေအတွက်အရန်ကိုအသုံးဝင်ပါတယ်ကဲဘာတွေလုပ်ရမလဲဆိုတာတူတူကြည့်အောင်ဗျာပထမဦးဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့ Alpha Android TV ရဲ့ကိုယ့်ရဲ့ဖုန်းရဲ့နှစ်ခုစလုံးက Wi-Fi ကွန်ရက်တစ်ခုတည်းကိုချိတ်ဆက်ထားဖို့လိုအပ်ပါတယ် TV မှာ Wi-Fi ချိတ်ဖို့အတွက် TV remote ကနေ setting ထဲကိုဝင်လိုက်ပါပြီးရင် network က internet ကိုသွားပြီးတော့ကိုယ့်ရဲ့ Wi-Fi ကိုချိတ်ဆက်ပေးလိုက်ပါဖုန်းမှာလည်းအဲ့ဒီ Wi-Fi ကိုချိတ်ပေးဖို့သတိရပေးပါ Wi-Fi 2B ဆိုရင်တော့ပထမဆုံး Android ဖုန်းတွေအတွက်စလုပ်ကြရအောင်ဖုန်းရဲ့အပေါ်ဆုံးက notification panel ကိုအောက်ကိုဆွဲချပေးလိုက်ပါအဲ့ဒီမှာ Smart View Cache Wireless Display ဒါမှမဟုတ် Screen Cap ဆိုတဲ့သင်္ကေတလေးကိုရှာပြီးနှိပ်လိုက်ပါဖုန်းတစ်ခုနဲ့တစ်ခုအမျိုးအစားမတူတာမို့လို့ Cache လုပ်တဲ့ function လေးကလည်းနာမည်ပြောင်းနိုင်ပါတယ်ခဏနေရင်အနီးနားမှာရှိတဲ့ TV စက်ပစ္စည်းတွေစရင်ပေါ်လာပါလိမ့်မယ်အဲ့ဒီထဲမှာကိုယ့်ရဲ့ Alpha Android TV ရဲ့နာမည်ကိုရွေးချယ်ပေးလိုက်ပါခဏလောက်စောင့်လိုက်တာနဲ့ကိုယ်ဖုန်းမျက်နှာပြင်လေးက Alpha TV 32လက်မှမျက်နှာပြင်ပေါ်မှာအလိုလျောက်ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်အကယ်၍ iPhone သုံးတဲ့သူတွေဆိုရင်တော့အနည်းငယ်ကွာခြားသွားပါလိမ့်မယ် Alpha Android TV တော်တော်များများမှာ AirPlay Direct မပါတာကြောင့် app လေးတစ်ခုထပ်ထည့်ဖို့လိုနိုင်ပါတယ် TV ရဲ့ Google Play Store ထဲကိုဝင်လိုက်ပါရှာဖွေတဲ့နေရာမှာ Air Screen ဒါမှမဟုတ် Cat Receiver လို့ရိုက်ထည့်ပြီး app ကို download ဆွဲပြီး install လုပ်ပါပြီးရင်အဲ့ဒီ app ကို TV မှာဖွင့်လိုက်ပါကိုယ့်ရဲ့ iPhone က control panel ကိုဆွဲချပြီး screen mirror ကိုနှိပ်က TV ရဲ့နာမည်ကိုရွေးချယ်ပေးလိုက်ရုံနဲ့အဆင်ပြေသွားပါပြီဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like and share လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့ဟုတ်နောက်ထပ် Alpha Electronic ရဲ့ဤပညာနဲ့ပတ်သက်တဲ့ဗီဒီယိုကောင်းလေးတွေထပ်ကြည့်ခြင်းသေးတဲ့ဆိုရင်တော့ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ကိုဖုန်းမှာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်